စားတော့ဆိုင်တုံးထိုင်းစကားအပိုင်း6ပထမဆုံးအနေနဲ့လူလဲလုခဒီနာလူလဲဆိုရင်ကြည့်ရှုဆောင်ရှောက်တီလုခဆိုအဲ့တဲ့ဒီဆိုရင်ကောင်းကောင်းနာဆိုရင်နော်လူလဲလုခဒီနာအဲ့တဲ့ကိုကောင်းကောင်းကြည့်ဆိုင်နော်สังเกตลูกค้าทุกตัวด้วยสบายได้ไอเด็ดดูกูโอเคครับปะสังเกตสวยโอเคครับดีลูกค้าสวยไอเด็ดทุกตัวสวยสบายคงได้กูด้วยสวยแน่หนออะไรไม่รู้สังเกตลูกค้าทุกตัวด้วยสวยสบายได้กับไอเด็ดดูกูโอเคครับจิชูปะสังเกตลูกค้าทุกตัวด้วยว่าเขาต้องการอะไรอยู่အဲ့ဒီတိုင်းစပွဲတွေကိုအကဲခတ်ပြပါသူတို့ပါတွေလိုအပ်နေတယ်လဲဆိုတာสังเกตဆိုရင်အကဲခတ်ဒီလုခါဆိုရင်အဲ့တဲ့ทุกตัวဆိုရင်စပွဲခုံတိုင်းအဲ့တဲ့တို့ဆိုရင်နဲ့အနေနဲ့สังเกตလုခါทุกตัวด้วยဆိုရင်အဲ့ဒီတိုင်းကစပွဲတိုင်းကအဲ့တဲ့တွေကိုအကဲခတ်ပြီးတော့ဝါဆိုရင်ဆိုလိုတာကเขาဆိုရင်သူတို့ကต้องการဆိုရင်လိုအပ်တယ်อะไรဆိုရင်ပါလဲဟုတ်တယ်မလားต้องการอะไรဆိုရင်ပါတွေလိုအပ်နေတယ်လဲอยู่ဆိုရင်နေတယ်ว่าเขาต้องการอะไรอยู่ဆိုရင်သူတို့ဘာလိုအပ်နေတယ်လဲဆိုတာအဲ့ဆိုပြန်ပေါင်းပြီးပြောကြည့်မယ်နော်สังเกตลูกค้าทุกตัวด้วยนะว่าเขาต้องการอะไรอยู่အဲ့ဒီတိုင်းကစပွဲတိုင်းကအဲ့ဒီတွေကိုအကဲခတ်ပြီးနော်သူတို့ဘာလိုအပ်နေတယ်လဲဆိုတာโอเคနောက်တစ်ခုကဘာလဲဆိုတော့เช็คของให้ละเอียดนะပစ္စည်းတွေကိုအသေးစိတ်တေချာစစ်ပေးပါเช็คของဆိုရင် check ဆိုရင် check စစ်ပေးဒီของဆိုရင်ပစ္စည်းให้ဆိုရင်အတွက်ละเอียดဆိုရင်အသေးစိတ် check ของให้ละเอียดนะဆိုရင်ပစ္စည်းတွေကိုအသေးစိတ်စစ်ပေးပါနောက်ဆုံးတစ်ခုကဘာလဲဆိုတော့ตรวจสอบทุกอย่างให้เรียบร้อยပစ္စည်းအလုံးကိုစနစ်တကျဖြစ်အောင်စစ်ပေးပါตรวจสอบဆိုရင်စစ်ဆေးဒီทุกอย่างဆိုရင်အရာအလုံးให้เรียบร้อยဆိုရင်เรียบร้อยဆိုရင်စနစ်တကျဖြစ်တာဟုတ်တယ်မလားให้ဆိုရင်အတွက်ตรวจสอบทุกอย่างให้เรียบร้อยပစ္စည်းအလုံးကိုစနစ်တကျဖြစ်အောင်စစ်ဆေးပေးပါအဲ့ဆိုဒီနေ့တော့တလောက်ပါပဲနောက်နေ့တွေမှာလည်းစားတော့ဆိုင်တုံးထိုင်းစကားအပိုင်း1တွေကိုဆက်တင်တော့ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ် on ကဘာထိုင်းမှာစကားတွေကိုမျှဝေပေးနေပါတယ်